Okay ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ဒီ YouTube ကြည့်တဲ့ခါကျရင် YouTube ဗီဒီယိုတွေကလည်း minute တွေကလည်းအရန်ဟိုမှာရှိတယ်အဲ့ဒီ minute တွေအရန်ရှိတဲ့အလျောက်ကိုကျွန်တော်တို့ဒီဗီဒီယိုဟာကျွန်တော်တို့အကျိုးရှိမလားဒါမှမဟုတ်ကျွန်တော်လူချင်းတဲ့အကြောင်းအရာပါမလားသူ့ရဲ့ဒီ hook မှာတော့ဒီကျွန်တော်တို့ဒီ description မှာပေးထားတဲ့စာသားတွေကတမျိုးဒါပေမဲ့ဗီဒီယိုတွေဝင်တဲ့ခါကျရင်ရောကျွန်တော်ဒီအဓိကကျွန်တော်လူချင်းတဲ့အချက်လေးတွေခေါင်းစဉ်အတိုင်းတွေပါမလားဆိုပြီးတော့တစ်ခါတလေဗီဒီယိုကြည့်ရမှာဇဝေဇဝါဖြစ်တဲ့အခါလေးရှိတယ်လားကျွန်တော်တို့အဲ့လိုမျိုးအခါလေးရှိတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းနောက်ပိုင်းမှာဒီ digital တွေရောင်းနေနေကျွန်တော်တွေ့တဲ့အရာတစ်ခုပေါ့ဒါပေမဲ့ကျွန်တော် YouTube လည်းကျွန်တော်အများစုသုံးတယ်အဲ့တော့ကျွန်တော်ဘာတွေ့လဲဆိုတော့ YouTube ကြည့်တဲ့ခါကျရင်ကျွန်တော် YouTube မှာ Arc ဆိုတဲ့စာသားလေးပါလာတော့ဒါ Gemini ကပေးထားတဲ့စာလေးဒီ Arc ဆိုတဲ့စာသားလေးကဒီကျွန်တော်တို့ဒီ Gemini ကိုဝယ်ထားသည်ဖြစ်စေမဝယ်ထားသည်ဖြစ်စေဒါကျွန်တော် YouTube ထဲမှာပါတယ်ကျွန်တော်ပထမတော့ကျွန်တော်ဝယ်ထားမှလို့ကျွန်တော်ထင်တာအဲ့ဒါမဟုတ်ဘူးကျွန်တော် Arc ဆိုတဲ့စာသားလေးပါတယ်အဲ့တော့အဲ့ဒါဘာကောင်းလဲဆိုရင်ကျွန်တော်ဒီ Arc ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီဘက်ဘေးကွက်မှာစာသားလေးတစ်ခုပေါ်လာမယ်အဲ့ဒီမှာကျွန်တော်ပထမဆုံးမေးမှာဒီ summarize လုပ်တာဒါမှကိုလိုချင်တဲ့အကြောင်းအရာလေးပါမလားဆိုဒီထဲမှာချက်တဲ့စကားကိုမေးလို့ရတယ်ကျွန်တော်ဆိုရင်တော့ဒီမှာဗီဒီယိုကတစ်နာရီကျော်လောက်ရှိတယ်ကျွန်တော်အဲ့ဗီဒီယိုကကျွန်တော်ဒါဗမာဗီဒီယိုအဓိကမြန်မာဗီဒီယိုပြတ်တက်လိုက်တာပေါ့မြန်မာတွေကဒီ English video မှာရမယ်ထင်တယ်မဟုတ်ပါဘူးဘာမှမြန်မာလိုလည်းရပါတယ်ဥပမာဒါဆိုကျွန်တော်မြန်မာစာသားမြန်မာအတန်ထုံးနဲ့မြန်မာဗီဒီယိုတစ်ပုတ်ဖြစ်တယ်တီရီယာပေါ့နော်ဆရာအဲ့တော့ဦးလေးနောက်မှာရှိတဲ့ဘက်တီရီယာ မြန်မာဗီဒီယိုတစ်ခုဖြစ်တယ်အဲ့တော့အဲ့ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်တို့ဒီ AI ကိုသုံးပြီးတော့ကျွန်တော်တို့လူချင်းတဲ့အချက်တွေပါမလားဆိုပြီးမေးလို့ရတယ်ဒါဆိုကျွန်တော်မေးပြထားတဲ့ကြောင်ဒါကျွန်တော်ပထမဆုံး summarize ဆိုတဲ့အကြောင်းကိုနှိမ့်လိုက်တဲ့အချိန်မှာသူကအင်္ဂလိပ်လိုကြားရတယ် okay ကျွန်တော်အင်္ဂလိပ်လိုကျွန်တော်အဆင်မပြေဘူးကျွန်တော်နားမလည်ဘူးဆိုရင်လည်းကျွန်တော်ဗမာလိုမေးလို့ရတယ်translate လို့ဗာမေးဆိုရင်ကျွန်တော်ဒီမှာဗမာလိုပြန်ပြီးတော့ရေးသားပေးတယ်ပေါ့အဲ့ထဲမှာကျွန်တော်အနေနဲ့စာတွေဖတ်ပြီးတော့ဘေးချက်ကတော့ကျွန်တော်လူချင်းတဲ့အကြောင်းပါတယ်ဘယ်နည်းဘယ်လောက်မှာအဲ့တော့ကျွန်တော်အဲ့အကြောင်းကတော်ပြီးနားထောင်လို့ရတယ်လို့ကျွန်တော်ချက်တွေပါတယ်ဘေးအချက်တွေပါတယ်အရန်ကောင်းတယ်ကျွန်တော်လည်းပြပြစုံနားထောင်ချင်တယ်ဆိုရင်နားထောင်လို့ရတယ်အဲ့တော့ဗီဒီယိုတစ်ပုဒ်ကိုဒီဗီဒီယိုကတော့ကောင်းတယ်မကောင်းဆိုတော့ကျွန်တော်ဒီမှာလာကြည့်ပြီးတော့လေဗီဒီယိုအချိန်ပြကြည့်လို့ရသွားမယ်အဲ့တော့ကျွန်တော်နေတစ်ခါတလေဗီဒီယိုကတော့ hook ကတော့အရန်ကောင်းတယ်ဒါပေမဲ့ဝင်ကြည့်လိုက်တဲ့ခါကျရင်ကျွန်တော်လူချင်းတဲ့အချက်တွေမှာပါတာတွေဖြစ်ကောင်းဖြစ်တတ်တယ်ဗျအဲ့ဒီအတွက်လည်းဒါကျွန်တော်တာရှာတူထွက်ခဲ့တဲ့အရာလေးတစ်ခုပေါ့ဒါပေမဲ့ဒါအများစုလည်းသိမှာပါဒါသတိမထားမိတဲ့သူတွေဒီຢာတွေပါလို့ပါမယ်မသိတဲ့သူတွေအဲ့လိုမျိုးတွေရှိတာအောင်ရှိမှဆိုလို့ကျွန်တော်ဘက်ကနေပြီးတော့အဒီပေးဗီဒီယိုတစ်ခုလုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်